ရားအဖြစ်အကျွေးနဲ့တင်လိုက်ပြီးမှသမီးရင်းဖြစ်နေတာကိုသိလိုက်ရတဲ့အခါဇလန်းအစမှာတော့အမေရိကန်နဲ့ဖိလစ်ပိုင်တပ်တွေကဂျပန်တပ်တွေကိုတိုက်ခိုက်နေတဲ့အချိန်1942ခုနှစ်မှာဖိလစ်ပိုင်ရဲ့ရွာငယ်လေးတစ်ခုမှာခြေထောက်တစ်ဖက်မတန်တဲ့တီယာဂိုဆိုတဲ့သူတစ်ယောက်ရှိတာပေါ့သူဟာအကျွေးပေးတဲ့အလုပ်ကိုလုပ်ပြီးပတ်စံပေးတဲ့အခါမှာလဲအပေါင်ပစ္စည်းတစ်ခုခုကိုရမှပတ်စံချေးပေးတာပါတနေ့မှာဘယ်ရွန်ဆိုတဲ့လူတစ်ယောက်ဟာချစ်စရာကောင်းတဲ့မွေးစားသမီးလေးကိုတီယာခိုတန်းမဆက်နိုင်တော့တဲ့သူ့ရဲ့ကျွေးတွေအတွက်ကောင်မလေးကိုလာထားသွားခဲ့ပါတယ်ကောင်မလေးရဲ့နာမည်ကတော့ဆလီနာဖြစ်ပြီးအပြိုအရွယ်နုနုထွတ်ထွတ်ချောချောလေးမို့တီယာကိုတယောက်ဟာအဖေဖြစ်သူကိုပတ်စံတွေပါထပ်ပေးလိုက်ပါသေးတယ်အဖေပြန်သွားတာနဲ့ချက်ချင်းပဲဆလီနာကိုနင့်ကိုပတ်စံတွေနဲ့ဝယ်လိုက်တာဖြစ်ပြီးသူ့ရှိမှရင်ရေချိုးတန့်စင်ပေးဖို့ပြောလိုက်ပါတယ်တီယာကိုရဲ့အိမ်မှာတော့မျက်စိမမြင်ရတဲ့ကောင်လေးတယောက်ရှိပါတယ်ဆလီနာရဲ့အဖေကတော့ရတဲ့ပတ်စံတွေနဲ့အရက်တွေတောက်စားပျော်ပါနေချိန်ဆလီနာတယောက်ကတော့ငတ်ပြက်နေတဲ့တီယာကိုရဲ့အစာလုံးလုံးဖြစ်နေခဲ့ပါတယ်စားပြီးတောက်ပြီးကီယာကိုတယောက်အိပ်ပျော်နေချိန်မှာတော့ဆလီနာတယောက်သူ့ရဲ့အဖေစီကိုပြေးသွားပြီးငိုယိုကသူမဖြစ်ခဲ့တာတွေကိုပြောလိုက်ပေမဲ့မူးယူနေတဲ့အဖေကသူကနင့်ကိုပိုင်သွားပြီလို့ပြောလိုက်ပြီးအတင်းပြန်လွန်လိုက်ပါတယ်သွားစရာမရှိတဲ့ဆလီနာတယောက်လည်းတီယာကိုထမ်းမဲ့ပြန်လာဖို့ရွေးချယ်လိုက်ပါတယ်နောက်တနေ့မနက်မှာတော့တီယာကိုဟာသူ့အိမ်ကမျက်မမြင်တဲ့ကောင်လေးကိုချက်တွေပြန်မသိမ်းထားတာကြောင့်ရိုက်နှက်နေတဲ့အချိန်ဆလီနာတယောက်တားလိုက်ပေမဲ့ဆက်လက်ရိုက်နေခဲ့ပါတယ်အဲဒီနောက်မှာတော့ထမင်းစားချိန်မှာတော့တီယာကိုတယောက်ဆလီနာကိုဟိုကိုင်းဒီကိုင်းတွေလုံနေခဲ့ပါတယ်ညနေပိုင်းတီယာကိုတယောက်အပေါင်ခံထားတဲ့ရွှေတွေကိုအရေးကြိုနေတဲ့အချိန်ဆလီနာနဲ့ကောင်လေးတို့ဟာသူတို့နှစ်ယောက်လုံးဟာတီယာကိုရဲ့အကျွေးတွေကြောင့်ရောင်းစားခံရတာဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်အဲဒီချိန်အမျိုးသမီးတယောက်ရောက်လာပြီးရွှေကိုအပေါင်ခံနေတဲ့အချိန်တီယာကိုမှနောက်ထပ်နှစ်မှာသမီးတွေရှိရင်လည်းလာပြပေးဖို့ပြောလိုက်ပါတယ်တနေ့ထက်တနေ့တီယာကိုရဲ့သူမပေါ်ဆက်ဆံမှုတွေကြောင့်ဆလီနာကိုယ်တိုင်လည်းတီယာကိုထံတန်ရုံးစင်တွေဖြစ်လာပြီးတော့မညိုမငြင်မဲ့ကျွေးတဲ့အချိန်တွေရောက်ရှိလို့လာပါတယ်ဆလီနာကိုသူတိန်းထားတဲ့ရွှေတွေကနေဆွဲကြိုးတစ်ခုကိုပါပေးလိုက်ပါသေးတယ်တနေ့မှာတော့တီယာကိုတယောက်ဆလီနာရဲ့လက်ကိုဆွဲပြီးတော့ဈေးဝယ်ထွက်တဲ့အချိန်အရက်ဆိုင်မှာအမျိုးသမီးတူကတီယာကိုကအန်ရရှိတာကြောင့်သူနဲ့ဝေးဝေးမှနေဖို့ဆလီနာကိုပြောလိုက်ပါတယ်အရက်ဆိုင်ကနေအပြန်တီယာကိုတယောက်မူးယူနေတာကြောင့်အိယာပေါ်တင်ပေးလိုက်ပြီးတော့တီယာကိုတင်ထားတဲ့တံမိုးကြီးပစ္စည်းတွေကိုဆလီနာတယောက်ယူဖို့လုပ်နေခဲ့ပါတယ်ခဏအကြာမှာတော့အိမ်အောက်မှာရှိတဲ့ကောင်လေးနဲ့စကားပြောနေရင်ကောင်လေးရဲ့အကြောင်းကိုဆက်ဆုကြည့်လိုက်တော့သူဒီလိုဖြစ်ခဲ့တာကတီယာကိုကြောင့်ဖြစ်ပြီးသူ့ရဲ့မိဘတွေကနေအချွေးနဲ့တင်ခဲ့တာလို့ပြောလိုက်ပါတယ်မျက်လုံးမမြင်ရအောင်လဲတီယာကိုကလှုပ်ခဲ့တာလို့ပြောလိုက်ပါတယ်ဆလီနာလည်းကောင်လေးကိုတနာသွားပြီးသူမရဲ့ခန္ဓာကိုယ်ကိုမျက်မမြင်ပေမဲ့ကင်တွယ်ခွင့်ပေးလိုက်ပါတယ်နောက်တနေ့မနက်မှာတော့တီယာကိုကအမိုးမပြေသေးတာကြောင့်နားနေပြီးရေချိုးဖို့ထွက်လာတဲ့ဆလီနာလည်းချောင်းထဲမှာယူးကြောင်ကြောင်ဖြစ်နေတဲ့ကောင်မလေးကိုတွေ့လိုက်ပါတယ်တကယ်တော့အဆိုပါကောင်မလေးဟာလည်းတီယာကိုအကျွေးနဲ့သိမ့်ပြီးမယားလုတ်ခါနှိပ်ဆက်ထားခဲ့တာကြောင့်စိတ်ထင်ရရပြီးတော့ဒီလိုဖြစ်သွားခဲ့တာပါအဲ့ဒီအချိန်သူမရဲ့အမေဖြစ်သူမလာခေါ်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဆလီနာအိမ်ပြန်ရောက်တဲ့သူ့ရဲ့ပစ္စည်းတွေပြောင်းနေတာကြောင့်ဒေါသထွက်နေတဲ့တီယာကိုတယောက်ဟာကောင်လေးကိုရိုက်နှက်နေခဲ့ပါတယ်အဲ့ဒီချိန်ဆလီနာတီယာကိုထမ်းဓာတ်ကိုပေးလိုက်ပြီးတခါရဲတက်ပစ်လိုက်ဖို့ပြောလိုက်ပေမဲ့ငြိမ်သွားခဲ့ပါတယ်ညဘက်ရောက်တဲ့ခါမှာတော့ဒဏ်ရာရနေတဲ့ဂျပန်စစ်သားတယောက်ကနေကောင်လေးကိုတတ်ဖို့လုပ်နေတဲ့ချိန်ဆလီနာမှဝင်ကေလိုက်တာကြောင့်ဆလီနာကိုကျေးဇူးတင်သွားပြီးကောင်လေးကသူ့ဘဝရဲ့အပျော်ဆုံးချိန်တွေကတော့ဆလီနာရဲ့ခန္ဓာကိုယ်ကိုထိတွေ့ခွင့်ရတာပဲလို့ပြောလိုက်တာကြောင့်တနာသွားခဲ့ဆလီနာလည်းကောင်ထက်ကျွေးလိုက်ပါတယ်တရက်မှာတော့တီယာကိုတယောက်ဟာရက်ဆိုင်မှာတောက်စားနေတဲ့ချိန်ဆလီနာတို့နဲ့ကောင်လေးနှစ်ယောက်ဟာပစ္စည်းတွေနဲ့ထွက်ပြေးဖို့လုပ်နေကြပါတယ်တီယာကိုတယောက်လည်းညဘက်မိုးပြီးပြန်လာတဲ့အချိန်လမ်းမှာဆလီနာရဲ့အဖေကဆလီနာနဲ့အတူအိပ်ရတာကောင်းရဲ့လားလို့ခန့်နေလိုက်တာကြောင့်တီယာကိုတယောက်လည်းဂုံယူတဲ့အကြည့်နဲ့ခပ်ပြုံးပြုံးလုံးနေတဲ့အချိန်အဲ့ဒီလူကပဲဆလီနာဟာတစ်ချိန်ကရဲ့မိမကိုမင်းမတရားကျူးကျင်ပြီးရခဲ့တဲ့မင်းရဲ့သမီးရင်းပဲလို့ပြောလိုက်ပါတယ်တီယာကိုတယောက်လည်းစိတ်ပြက်လက်ပြက်နဲ့ပြန်လာခဲ့အချိန်ဆလီနာနဲ့ကောင်လေးတို့ကခိုးစားနေတာကိုတွေ့သွားခဲ့ပါတယ်ဒီချိန်မှာတီယာကိုရဲ့အဖေလည်းဒေါသတွေထွက်ကစူပူကျိမ်းမောက်နေတဲ့အချိန်အဖေမှန်းမသိတဲ့ဆလီနာကပဲတီယာကိုဓာတ်နဲ့ထိုးကတပ်ပစ်လိုက်ပါတယ်အဲဒီနောက်မှာတော့ပစ္စည်းတွေကိုကောင်းလေးနဲ့တယောက်တစ်ဝက်တွေခွဲယူကခွဲလိုက်ကြပါတယ်ကဲနောက်ထပ်ဗီဒီယိုတစ်မှာပြန်တွေ့ကြမယ်ခင်ဗျ